မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနာလူကတော့ဒေါ်တန်းနွဲမှလူဒန်းပေးသွားတာဖြစ်ပါတယ်ငါးဟင်းဖြစ်ထမင်းတစ်နက်စာအတွက်ကုန်ကြငွေ3သိန်းချက်ကိုလူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူဒန်းပေးတဲ့အတွက်စေတနာရှင်ဒေါ်တန်းနွဲတို့မိသားစုသည်လည်းကိုယ်စိတ်နှဖျားချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ပါစေရှင်စီးပွားလာပါများလဲပွင့်လန်းဝေစားကြပါစေအလုတ်ကိုင်ကြံစီများလဲအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလူရေးဆက်လန်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလဲဖြစ်ကြပါစေရှင်ရရှိပြီးသောစီးစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလဲဆောင်ရှောက်ကြပါစေရှင်ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန်ကြော်သောပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေကက်ကြီး3ပါးပေရန်သူမျိုး5ပါးပေနှင့်တကွာအတိုက်အခိုက်အနှောက်အယှက်အမျိုးမျိုးသောဘေးရန်တို့မှလည်းကင်းဝေးပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်ရှင်